အားလုံးပဲမင်္ဂလာပါ Storytelling My New ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြပြချင်တာကကျွန်တော်ဗီဒီယိုတွေဘာလို့ဆက်မတင်ပြနေလဲဘာလို့ဗီဒီယိုတွေတင်ရတာအရင်ကြာနေလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပါဗီဒီယိုတွေဆက်တင်ဖို့အတွက်ဗီဒီယိုလောက်ကြတဲ့နေရာမှာပေါ့နော်လိုအပ်တဲ့ device တွေဒီပစ္စည်းတွေနဲ့ပတ်သက်လို့ကျွန်တော်စီမှာအဆုံးလင်းမရှိဘူးဖြစ်နေတာကအကြီးမားဆုံးပြဿနာပေါ့အထူးသဖြင့်တော့ကျွန်တော်ရဲ့ဒီဘဝရက်တည်ရေးအတွက်အတမွေးဝမ်းကြောင်းလုပ်နေရတဲ့လုပ်ကိစ္စတွေပေါ့နော်ဆိုတော့အဲ့ဒါတွေရှိနေတဲ့အခါမှာလှုပ်ရတဲ့နေရာမှာအခက်အခဲတွေအများကြီးဖြစ်နေတာကြောင့်ဟိုကြံ့ကြာနေတာလည်းပါတယ်ပေါ့အဆိုးဆုံးကတော့ဒီ device ပေါ့နော် device မှာ laptop ကဟိုမရှိတော့နည်းနည်းကြာသွားပြီပေါ့ကြာသွားတဲ့အပြင်မှာဒီဖုန်းနဲ့အစောပိုင်းတွေမှာကျွန်တော်လုပ်ခဲ့သေးတယ်အဆင်ပြေသေးသလောက်တော့ပြည်တယ်ပေါ့နော်ဒါပေမဲ့ရက်တွေကတော့ပိုကြာတာပေါ့ဒီ secret ရေးတဲ့နေရာတွေပြီးတော့တဲ့အခါကျလို့ရှိရင်video edit လုပ်တဲ့နေရာတွေမှာဟိုပြောရရင်ဖုန်းတစ်လုံးနဲ့လှုပ်ရတာပိုပြီးခက်ခဲတယ်ဒါပေမဲ့ကန်ကစိုးကျင်တော့ဖုန်းကထပ်ပြီးအဲ့လိုအဆင်မပြေဖြစ်သွားတယ်ပေါ့နော်အဲ့လိုဆိုတော့ secret ရေးဖို့တော့မှတော်တော်တိုင်ပတ်တဲ့အခြေအနေမျိုးဖြစ်သွားတော့အဆက်မလုပ်ဖြစ်ဘူးဖြစ်နေတာပေါ့ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဒီ channel လေးကိုကျွန်တော် run ဖြစ်ခဲ့တာကအစပိုင်းမှာဒီအပျော်တမ်း run ဖြစ်တာပေါ့နော်ကျွန်တော်ပေါ်တာဒီကိုကျွန်တော်ကဒီ YouTube နဲ့ပတ်သက်ပြီးတော့မှ YouTube income ရှာလို့ရတယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်လုပ်ပြချင်တာနဲ့ကျွန်တော်လုပ်ဖြစ်တယ်အထူးတစ်ခါဒီ cultivation ဖြစ်တဲ့ဒီကျင့်ကြံခြင်းလမ်းစဉ်နဲ့ပတ်သက်တဲ့ဇလန်းတွေကိုကျွန်တော်တော်တော်ကြီးနည်းနည်းဆက်ကြိုက်တယ်အကြည့်လည်းကြည့်ပြခဲ့တယ်ပေါ့အကြည့်ပြခဲ့တယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းဒီတရုတ်တိုင်းကားတွေနဲ့ကြီးပြင်းလာတဲ့တရုတ်တိုင်းဝတ္ထုတွေနဲ့ကြီးပြင်းလာတဲ့ဒီမျိုးဆက်တယောက်ဖြစ်နေတော့ဒါတွေကိုပို့ပြီးနည်းနည်းချက်ဖြစ်တယ်ပေါ့ပြောရရင်ဒီကျင့်ကြံခြင်းလမ်းစဉ်ဆိုတာကလည်းကျွန်တော်တို့တော်တော်ကြီးကို motivation ပေးနိုင်တဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်ကျင့်ကြံခြင်းလောကဆိုတာတကယ်တမ်းလက်တွေ့မှာအပြင်လောကကြီးနဲ့ဘာမှမခြားနေဘူးလေပေါ့နော်ဘာမှမခြားနေဘူးကျွန်တော်တို့အပြင်လောကမှာလည်းအင်အားကြီးတဲ့သူတွေကအင်အားနည်းတဲ့သူတွေကိုအနိုင်ကျင့်တာကနေရာတိုင်းမှာပဲပေါ့နော်ဘယ်လောက်ကြီးပဲအဆင်ပြေနေပါတယ်ချုံးမွေ့နေပါတယ်ဆိုတော့ကျွန်တော်တို့လုပ်ငန်းခွင်တွေမှာပဲလိုက်ကြည့်လိုက်အောင်ပေါ့ဒီလိုမျိုးပြဿနာတွေကအများတမ်းပဲကြုံတွေ့နေရတာဆိုတော့ကိုပဲအားကိုးနိုင်မယ်ကိုညံကိုစွမ်းစာရှိတဲ့လောက်နဲ့ပဲရုန်းကန်ရမယ်လှုပ်ရှားနိုင်ရမယ်ဆိုတာမျိုးတွေကိုတော့ဒီအဓိကပေါ်ပြတာမျိုးပေါ့ဆိုတော့မိုက်တယ်လို့ပြောရမှာပေါ့အဲ့ဒီထဲမှာကျွန်တော်တော်တော်လေးသဘောကျတဲ့အထဲမှာဒီအဝဲဟီတာနဲ့ပေါ့နော်ပိုင်ဆောင်ကျွမ်းရဲ့ဇလန်းကလည်းပြောရရင်ဒီပိုင်ဆောင်ကျွမ်းကကျွန်တော်သဘောကျတဲ့ type လို့ပြောလို့ရတယ်ပေါ့နော်သူကကြောက်တတ်တယ်စိုးရိမ်စိတ်ကြီးတယ်သူ့အတွက် risk များရင်သူဘာမှမလုပ်ချင်ဘူးဒါပေမဲ့သူချစ်ရတဲ့သူတွေသူတမှုထားရတဲ့သူတွေကိုသူကာကွယ်ပေးဖို့ဆိုလို့ရှိရင်စွမ်းကုန်ကြိုးစားတယ်ပြီးတဲ့ခါကျတော့ပေါ့ပျော်ရွှင်နေတတ်တယ်ပေါ့တော့ပြောရရင်ပေါ့ပဲနေတယ်ဗျာဘယ်သူမှသူ့ကိုအလေးမထားလဲဂီးမဆိုင်ဘူးဒါပေမဲ့သူလုံးဝမဲ့အချိန်ရောက်လာပြီဆိုလို့ရှိရင်လှုပ်တယ်လှုပ်တဲ့အချိန်မှာလဲလူသားပြီပဲသိရမလားသူဂုံယူတယ်ဝင်ကြွားတယ်သူကြွားတယ်ပြီးရင်သူအဲ့လိုမန်တက်တယ်စသဖြင့်ဒီလိုလူသားဆက်နဲ့ဇေယျလက္ခဏာတွေအများကြီးတွေ့ရတယ်ပြီးတော့လုံးဝပေါ့နော်တကယ်ဘယ်လိုပြောရမလဲအချင်းရုပ်ဆရာရှိလာပြီဆိုရင်လည်းအချင်းရုပ်တယ်ဒါမျိုးပေါ့လုံးဝမိုက်တဲ့ character တယောက်လို့ပြောလို့ရတယ်ပေါ့အဲ့ဒါကြောင့်ဒီပိုင်ဆောင်ဆွမ်းဇလန်ကိုလည်းလှုပ်ဖြစ်တယ်ပေါ့ပြီးတော့ရည်ရတယ်လေအဓိကဒီဝတ္ထုဖတ်တဲ့အချိန်မှာလည်းဝတ္ထုကိုကျွန်တော်2ခေါက်3ခေါက်လောက်ဖတ်ဖူးတယ်ပေါ့ဆိုတော့ကျွန်တော်နဲ့အတူကျွန်တော်ဗီဒီယိုတွေစလုပ်တဲ့အချိန်ကနေစပြီးတော့ပေါ့နော်အခုချိန်ထိအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ကြောင်းကျွန်တော်ပြောချင်တယ်တကယ်လည်းကျေးဇူးအထူးတင်ရှိတယ်ပေါ့နော်ခင်ဗျားတို့ဒါတကယ်မအားပေးခဲ့ဘူးခင်ဗျားတို့တယောက်ချင်းစီတာကျွန်တော်နဲ့အတူရှိမပေးခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုတွေကိုဆက်လုပ်ဖြစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့ပြောရရင်ဒီဗီဒီယိုကဒီ channel က run လာတာတော်တော်ကြာပြီပေါ့နော်ပြောရရင်ကျွန်တော်တောက်လျှောက် run ဖြစ်ခဲ့တဲ့3လလောက်ကာလလွယ်လို့ရှိရင်ကျွန်တော်နောက်ပိုင်းမှာလည်းကျွန်တော်ရှောင်လွယ်လို့မရတဲ့ကိစ္စတွေရှိနေတော့ကျွန်တော်ဒီဘက် channel နားခဲ့ရတယ်ဒါပေမဲ့အဲ့ဒီနားခဲ့ရတဲ့ကာလတစ်နှစ်အတွင်းမှာလည်းကျွန်တော်စောင့်ပြီးတော့မှာပေါ့နော်အမြဲတစေလာမေးနေကြအမြဲတစေသူတွေကြောင့်လည်းကျွန်တော်ပြန်လာဖြစ်ခဲ့တယ်ပေါ့အစောပိုင်းမှာတော့ကျွန်တော်12လပိုင်းပေါ့နော်ဒီ2025 12လပိုင်းတော့ကျွန်တော်လို့စောင့်နေကြတဲ့သူတွေအားနာရတယ်ပါတယ်ပေါ့အဲ့တော့ကျွန်တော်ဒီ channel ကို break လုပ်မယ်လို့စဉ်းစားရတယ်ပေါ့ဘာလို့လဲဆိုတော့ channel ကအဲ့ဒီ break မလုပ်ခင်ကာလပေါ့နော်တောက်လျှောက် active ဖြစ်ပြီး run နေတဲ့ကာလမှာလည်း RPN ကဘယ်လောက်မှမရှိဘူးဒီအခုပြန် run တဲ့ကာလမှာလည်း RPN ဘယ်လောက်မှမရှိဘူးပေါ့နော်ပြောလို့ရှိရင်ဒေါ်လာ100တောင်မှမပြည့်တော့ monetization တော့အောင်တာတယ်ဒါပေမဲ့ဒေါ်လာ100မပြည့်သေးတော့ပတ်စံထုတ်လို့မရသေးဘူးဒါပေမဲ့ဘာဖြစ်ကျွန်တော်channel ကိုလာကြည့်တဲ့သူတွေကိုကျွန်တော်ကအဲ့လိုတစ်ခုမဟုတ်တစ်ခုတော့ပေးစင်တယ်ဗျာဒီလားခင်ဗျားတို့ဒီမှာလာပြီးတော့မှစိတ်ပန်းဖြည့်ရယုံတယ်မဟုတ်ဘဲနဲ့ပေါ့နော်တခြားအရာတွေလည်းပေးစင်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်စဉ်းစားတယ်လို့ဖြစ်လိုက်လေဘလို့ပေးလို့ရနိုင်မလဲဆိုတာလည်းတွေးဖြစ်တယ်အဲ့ဒါကဘာလဲဆိုတော့ပထမဆုံးဒီဆိုတဲ့ app ပေါ့နော်ကျွန်တော်တို့ဒီဆိုတဲ့ app ဆိုတာရှိတယ်ဒီဆိုတဲ့ app မှာဆိုလို့ရှိရင်ဒီဘောလုံးပွဲတွေလက်ဝှေ့ပွဲတွေပြီးသွားလို့ရှိရင်ရုပ်ရှင်တွေဇလန်တွေလည်းကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့
ပိုကောင်းတဲ့နေရာတစ်ခုကဘာလဲဆိုတော့ဒီဆိုတဲ့ app ထဲမှာ VPN လည်းပါတယ်ပေါ့နော်ဆိုတော့ခင်ဗျားတို့အတွက်ထိုက်တင်တဲ့လောက်ပေါ့သုံးလို့ရတဲ့ပမာဏအထိတော့support လုပ်ပေးထားတယ်ဒီဆိုတဲ့ app ကိုခင်ဗျားတို့အကောင့်ဖွင့်ပြီး premium version ဝယ်မယ်ဆိုလို့ရှိရင်မြန်မာငွေအားဖြင့်9000ထိုင်းဘတ်နဲ့ဆိုရင်တော့90ကျမယ်ပေါ့နော်အဲ့တော့ဝယ်ယူအားပေးစီခြင်းနဲ့ပေါ့ဒီလိုအားပေးတဲ့နေရာမှာခင်ဗျားတို့အနေနဲ့ကျွန်တော်အားပေးထားတဲ့သူတွေအနေနဲ့ကဒီဆိုတဲ့ app ရဲ့ customer service ကိုဆက်သွယ်ပြီးတော့ NEO 2026ဆိုတဲ့ကုတ်ကိုရိုက်ပို့လိုက်မယ်ဆိုရင်အကောင့်ဖွင့်ပြီးတာနဲ့တစ်လစာ premium ရမယ်6လစာဝယ်ယူမယ်ဆိုရင်တော့2လစာ premium ရပြီးတော့တစ်နှစ်စာဝယ်ယူမယ်ဆိုရင်တော့4လစာ premium ရရှိမှာဖြစ်ပါတယ်4လစာ premium အလကားရမှာပေါ့နော်ဒါလေးကတုံးရတယ်လေတန့်ပါတယ်ဘောလုံးပွဲတွေပြီးတော့လက်ဝိတ်ပွဲတွေလိုမျိုးပေါ့နော်တောက်လျှောက်အဲ့လို international ပွဲတွေကိုလက်မလွတ်တမ်းကြည့်ကျင်နေဆိုလို့ရှိရင်တော့ဒီ app လေးကဖုန်းထဲမှာထည့်ထားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့အများကြီးအဆင်ပြေတယ်ဒါကြောင့်ကျွန်တော် channel ကိုအားပေးနေတဲ့လူတွေထဲမှာဘောလုံးဝါသနာအိုးတွေဒီအားကစားလက်ဝိတ်ပွဲဝါသနာအိုးတွေရှိတယ်ဆိုလို့ရှိရင်တော့ဒီဆိုတဲ့ app လေးကိုဝယ်သုံးကြဖို့ပြောချင်တယ်ပေါ့နော်ပြီးတဲ့အခါမှာကျွန်တော်ဒီလိုမျိုးကျွန်တော် channel ကိုအားပေးနေတဲ့သူတွေကိုလက်ဆောင်ပေးတယ်လို့မျိုးပေးခွင့်ရအောင်ကူညီပေးတဲ့ဒီဆိုတဲ့ app ကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ဒါအပြင်ကျွန်တော် Go Gaming website နဲ့လည်း collaboration လုပ်ထားတယ်ပေါ့နော်ပြောရရင် Go Gaming ကကျွန်တော် content creation တွေပထမဆုံးစလုပ်ခဲ့တဲ့နေရာတစ်ခုလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဘော်ဒါတွေတွဲလုပ်ဖြစ်ကြတဲ့အရာတစ်ခုလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ Go Gaming မှာဘာတွေရလဲပေါ့နော်ဒီဝေကန်ဆန်မဲ့9000ဖို့ Go Gaming MM Facebook page မှာဖောက်ထားပေးနေပါတယ်အားလုံးပါဝင်ကန်ဆန်လို့ရပါတယ်စကန်မဟုတ်ပါဘူးလူလိမ်တွေပို့တဲ့ AN ကကြီးထဲမှာစကန်မမိဖို့သတိပြုပါအလိမ်မခံရပဲစိတ်နဲ့ UC ကိုဈေးတန်မြန်ဆန်24နာရီဝယ်ချင်ရင်တော့ယုံကြည်စိတ်ချရတဲ့ Go Gaming MM ကိုလာခဲ့ပါတခြား game topic တွေနဲ့ကက်ကက် pro နဲ့ခြားအကောင့်မျိုးစုံကိုလည်းရနိုင်ပြီနော် website သို့မဟုတ် Telegram bot ကနေလည်းမြန်မာကျပ်ငွေထိုင်းဘတ်ငွေကြိုက်တာနဲ့ပေးချေလို့ရပါတယ်ဝယ်မယ်ဆိုရင်တော့ Go Gaming MM.web.app လို့ရိုက်ရှာပြီးဝယ်လို့ရတယ်လို့ Facebook, Telegram, YouTube နဲ့ TikTok bio ကနေလည်းဝယ်လို့ရပါတယ်ဗျာဒါကြောင့်ဒီ lucky box အစီအစဉ်နှစ်ခုမှာကိုအားတန်ရဒါမှမဟုတ်နှစ်ခုလုံးဖြစ်ဖြစ်အားလုံးစိတ်ကြိုက်ပါဝင်ဆင်နွှဲနိုင်တယ်ကျွန်တော်ကိုဒီအချိန်ထိအားပေးဆောင်မျှော်နေကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုတွေဆက်လုပ်နိုင်ဖို့တော့အကောင်းဆုံးဆက်ကြိုးစားပေးသွားမယ်ပေါ့နော်ဒါပေမဲ့ကြံ့ကြာနေတာကကျွန်တော်ရဲ့လက်ရှိအခြေအနေပေါ့နော်လက်ရှိအခြေအနေဖြစ်နေတယ်လက်ရှိအခြေအနေဖြစ်နေတဲ့အတွက်အားလုံးလည်းနားလည်ပေးကြမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်